ဒီနေ့ story စားကြပါမယ် story ကိုရင်းနေစီပြီးတော့ပါပြီအချိုးတော့ပေါ်သွားတိတ်တော့မရှိဘူးဖြောသားမယ်ဆိုတော့ကောင်းတယ်တခြားပိုက်ထည့်ပြီးတော့လေတော်ဘရီကငါချက်ပြရတယ်ငါချက်ဆိုတော့မြန်မာငွေနဲ့ဆိုရရှော့ကောင်ပေါ့အခုဆိုရှော့ကောင်ကျွန်တော်ငွေစည်းတက်နေရဆိုရှော့ကောင်ကျွန်တော်လောက်ရှိရပါstrawberry ရှင်နေမရှိဘူးလည်းမရှိဘူးတွေ့ရတယ်ချင်းမဟုတ်တော့ဘူးလားမသိဘူးမလည်းစားချင်တော့လည်းဝယ်ရပဲတိတ်မကောင်းဘူးတချို့လုံးနေရရတာရရေးရတာဘာရတာမှမရှိဘူးပုံသွားပါပြီတတာ